အားလုံးပဲမင်္ဂလာပါနော်ဒီနေ့တော့ဒီမှာ BFD coin ကလိန်းလာပါနော်ကလိန်းနဲ့ BFD coin စကန်သွားပြီတွေ့ပြီနော် BFD coin စကန်သွားပြီဘာလို့လဲဆိုတော့ဒီမှာသူကဒီ first round ပဲဖြစ်ဖြစ်ပေါ့နော် second round ပဲဖြစ်ဖြစ်ဒီကလိန်းလို့ရှိရင်ဒီမှာ BFD ပေါ့နော်တသိန်း coin အပေါ်တစ်ဆောင်ပေးမယ်လို့ပြောတာပေါ့နော်အဲ့ဒါတော့မဟုတ်တော့စကန်သွားပြီဘယ်လိုကလိန်းရမလဲလို့ဆိုရင်ဒီမှာ BFD address ထည့်ရမယ်လို့ပြောတာပေါ့နော် BI address ကBFD chain နဲ့သွားရမှာပေါ့နော် BFD chain ကဒီမှာပုံပြထားတယ် register ကို BFD coin chain က claim ရော BFD error ပဲပေါ့နော်အဲ့ထဲကိုသွားလိုက်ရင်တော့ browser ရဲ့ပြရောက်သွားလိမ့်မယ်ပေါ့နော်ရောက်သွားလို့ရှင်သူကအဲ့မှာ BFD chain ကို register လုပ်ခိုင်းတာပေါ့နော်ဖောက်လို့မရဘူးကျွန်တော်ဖောက်ပြီးပြီဖောက်လို့မရဘူးဒီ time မှာနေတဲ့လူတွေဖြစ်ဖြစ်ပေါ့နော်ဖောက်ရင်ဖောက်ကြည့်ပေါ့ time မှာနေတဲ့လူတွေဖြစ်ဖြစ်ဖောက်ရင်ဖောက်ကြည့်ဒီမြန်မာနိုင်ငံကတော့မရဘူးပေါ့နော်အဲ့မှာ BFD coin ဒီမှာ asset ထဲမှာတော့မယ်ပေါ့နော် asset ထဲမှာတော့မယ်သွားပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ login ဝင်ခိုင်းတယ်ပေါ့ကိုကအကောင့်မရှိသေးဘူးဆိုရင်အောက်မှာဒီမှာ no account register ပေါ့နော် register လေးကိုနှိပ်လိုက်မယ်အဲ့ဒါပြီးလို့ရှိရင်ဒီမှာ phone number ပေါ့နော် phone number ကမြန်မာ phone number မပါဘူးပေါ့နော်အဲ့မှာတရုတ်ပါမယ်ထိုင်းပါမယ်ပေါ့နော်မြန်မာမပါဘူးအဲ့မှာထိုင်းလူကြီးလောက်ရင်လောက်ကြည့်ပေါ့နော်ဒါကဒီမှာ email နဲ့ဖောက်တာတော့မရဘူးပေါ့နော် email နဲ့ဖောက်တာမရဘူးဒီကောင် scan ပေါ့ပြောအောင်ဆိုအတူဒီမှာ verification တောင်းတယ်605363နဲ့ရောက်လာပြီပေါ့နော်ရောက်လာဆိုစမ်းကြည့်လိုက်မယ်စမ်းကြည့်လိုက်မယ်ကျွန်တော် password ထည့်မယ်အရင်တော့ကလိန်းတာမရောက်ဘူးပေါ့နော်အခုကတော့ဘယ်လိုရောက်လာအောင်တော့မသိဘူးဟိုစမ်းကြည့်မှာပေါ့နော်လက်တွေ့ဟုတ်ပြီကျွန်တော်ရပြီဆိုတော့ねဒီမှာ please invitation code ပေါ့နော် invitationကိုကြိုက်တဲ့ဟာထည့်ပေါ့နော်ဒါမှမဟုတ်လေကျွန်တော်တို့ file invitation code ထည့်ရင်လည်းထည့်ပေါ့နော် register လုပ်ကြည့်မယ် invitation code is incorrect ပေါ့နော်မှားနေတယ်ဟုတ်ပြီ BFD လို့ရရှာကြည့်မယ်ဟုတ်ပြီ invitation code မှားနေပေါ့နော် invitation code တစ်ချက်ရှာ okay ကျွန်တော်တို့ဒီမှာ BFD chain account ဖောက်ပြီးပေါ့နော်ဒီဖောက်ပြီးဆိုတာ ਨੇ ကျွန်တော်ဒီမှာ deposit ထဲကိုသွားမှာပေါ့နော် deposit ထဲကိုသွားပြီးတော့ဒါ email နဲ့ဖောက်ရပြီပေါ့နော်နောက်ပိုင်းဒါပေမဲ့ဒါ second လို့ပြောတယ်နော်ဒီဘက် chain တွေကိုလွှဲရမှာပဲနော် brother တို့ sign နဲ့စမ်းကြည့်ခု BFD ကိုသွားမယ်သွားပြီးလို့ရှိရင်ဒီမှာ down ကိုယူမယ်ပေါ့နော် down ယူပြီးဒီကောင်လေး copy ရုပ်မယ်ပြီးရင်ဒီမှာသူက deposit quantity ပေါ့နော်ဘလောက်အမောင်းကိုသူစစ်ထဲမှာပေါ့နော်အဲ့ဒါကိုမေးတာတော့ကျွန်တော်ဒီဥစ္စာလေးပြန်ကြည့်မယ်ကျွန်တော်ကဘယ်ကောင် claim မအောင်ဆိုဒီကောင် claim မယ်နော်အဲ့တော့ phase 1ကို claim လိုက်မယ်နော်ဟုတ်ပြီအဲ့တော့ phase 1ကိုဒီမှာ93ည4000ပေါ့နော်အဲ့ကောင်လေးထည့်လိုက်မယ်ဟုတ်ပြီကျွန်တော် BFD ရွေးမယ်ပြီးရင်ဒီမှာ93ည4000ပေါ့နော်ကိုယ့်ရဲ့အမောင်းထည့်မယ်ထည့်ပြီးလို့ရှိရင် okay deposit လုပ်ကြနော်တူပြီး review ပေါ့နော်ဟုတ်ပြီကျွန်တော်ဒီမှာ copy လုပ်မယ်ဒီကောင်လေးကိုဒီ address လေးကို copy လုပ်ပြီးဆိုတာ ਨੇ ဒီမှာပြန်ထွက်မှာပေါ့နော်ထွက်ပြီးရ ਨੇ ဒီမှာ claim လေးကိုသွားကြည့်မယ်ပေါ့နော် claim လေးသွားပြီးဒီကောင်လေးထည့်မယ်ထည့်ပြီးဒီမှာ claim လုပ်မှာပေါ့နော် the fee ပေးရတယ်လို့ပြောရနော် fee ပေးရတယ်ဟိုတော့မပေးနဲ့ပေါ့နော်တော့ပေးလို့ရှိရင်မွတ်သွားလိမ့်မယ်လိန်တာပဲစကန်ဖြစ်တာများရယ်ပေါ့နော်ဒီကောင် fee 0.3 တွန်လောက်ပေးရတယ်တဲ့ claim မယ်ဆိုလို့ရှိရင်နော်ဒီမှာတောင်းနေပြီတွေ့လားတောင်းနေနော်တွေ့လားမနေခဲ့အဲ့တော့မလုပ်ကြနဲ့ဟောနော်ဒါ BFD coin ကလိန်ကျင်နေလူတော့နော်ကလိန်ကျင်လဲကလိန်ကျင်တဲ့ပတ်ဆိုလဲကလိန်ကြီးပေါ့နော်ကိုအားကိုကျွန်တော်ကစကန်ဖြစ်တော့မလို့ဒီလိုပေါ့နော် line ပေါ်မှာတော့များတွေ့ရဒီကောင်စကန်ပေါ့အဲ့လိုတွေ့နေလို့ကိုကတော့မကလိန်တော့ဘူးပေါ့နော် brother တော့ကလိန်ကျင်လဲကလိန်ပေါ့ဒီ A chain ကမမှန်ဘူးပေါ့နော်ဘာလို့ဆိုတော့ဘာလို့မမှန်တော့ဆိုတော့ကျွန်တော်ပြောပြမယ်ပေါ့နော်ပထမကဒီမှာကျွန်တော် log out လုပ်မယ် log out လုပ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ register ရှိရနော် register ဒီမှာ phone number email နဲ့ဖောက်ပြီးလို့ရှိရင်ထား email နဲ့ဖောက်တယ်ဒီမှာတွေ့လား verification code တောင်းတာနော်တန့်ချပေးတာလုံးဝအဓိပ္ပာယ်မရှိဘူးနော်ဒီမှာနေကကို email ကိုလာရမှာပေါ့နော်ကို email ကိုသွားကြည့်မယ်တစ်ချက်အရင်ကို email နဲ့ဖောက်တော့ကို email ကို verification code ကကြာမှာအဲ့ချိန်တစ်ခုမှန်လို့ရှိရင်ပေါ့နော်သူကကြာမလားဘူးကျွန်တော်ဒီမှာတစ်ချက်ကြည့်မယ်ပေါ့နော်โอเคဒီမှာထပ်ဆွဲကြည့်မယ်နော်ဟုတ်ပြီနော်ဒါမှမကြမလားတွေ့လားနော်အဲ့ကောင်အဲ့ဒါကိုသွားပြီးကိုယ့်ရဲ့ရှိသမျှဟာတွေတော့ကလိမ့်မယ်ဆိုတော့မဟုတ်ဘူးလားပြင်တာ